အားလုံးပဲမင်္ဂလာပါရှုမဝနိုင် channel မှာပြန်လည်ကြိုဆိုပါရစေ။ယခုတစ်ပတ်အတွက်တင်ဆက်ပေးမယ့်ပုံမြင်ဇာတ်လမ်းလေးကတော့မင်းသမီးလေးအီလက်စာနဲ့ငွေငန်းဆက်တကောင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အားပေးကြပါဦးရှင်။တိုက်နှစ်သက်ခဲ့ရင်လည်း like နဲ့ subscribe လေးနှိပ်ပြီး share ပေးကြပါဦးနော်။ရှေးအခါကမဆိုးဘူဘရင်ကြီးတစ်ပါးမှာသားသမီး12ယောက်ရှိရတဲ့မဆိုးဘူဘရင်ကြီးဆိုတာမိဖုရားကြီးတည်ဆုံးသွားလို့ကြံခဲ့တဲ့ဘရင်ကြီးကိုခေါ်တာကွသူ့ရဲ့ကလေး12ယောက်လုံးဟာအင်မတန်ချစ်ဖို့ကောင်းတဲ့မင်းသားလေးကစစ်တပါးတဲ့အငယ်ဆုံးလေးကတော့မင်းသမီးလေးပေါ့မင်းသားလေးတွေကကြောင်းတက်နေကြပြီသူတို့ရဲ့စာအုပ်တွေကတော်ဝင်တစိတ်ခက်နှိပ်ထားတာပေါ့ကွယ်သူတို့ကင်တာကလည်းရွှေရောင်ခဲရံတွေရဲ့ငယ်ဆုံးမင်းသမီးလေးကတော့ကျောင်းကိုမသွားပဲအိမ်မှာပဲစာသင်နေသူရဲ့နာမည်ကအီလက်စာတဲ့တနေ့တော့ပျော်ရွှင်နေတဲ့သူတို့ဘဝကိုကန်ဆိုးမိုးမှောင်ကြဖို့ဖြစ်လာတယ်သူတို့ရဲ့ဖခင်ဘရင်ကြီးကနောက်ထပ်မိဖုရားတယောက်နဲ့လက်ထပ်လိုက်တယ်အဲ့ဒီမိဖုရားဟာရုပ်ရည်ကတော့ချုံမောလှပပေမဲ့စိတ်ထားကမကောင်းမှုတဲ့နောက်ပြီးမော်ပညာလည်းတက်သေးတဲ့ဘရင်ကြီးကသူ့ရဲ့ကလေးတွေကိုချစ်တာကိုသူမကမနာလိုဘူးဒါကြောင့်တနေ့တော့မိဖုရားဟာမင်းသားလေး7ပါးကိုနန်းတော်အနီးကရေကွက်လက်ကိုခေါ်သွားပြီးပြူစားလိုက်တာတခါတည်းမင်းသားလေးတွေဟာငန်းဖြူလေး7ကောင်ဖြစ်သွားပြီးကောင်းကင်ကိုပြန်တက်သွားကြတယ်မင်းသမီးလေးအီလက်စာကိုတော့ကျေးရွာကလေသမားဇနီးမောင်နှံစီကိုပို့ထားလိုက်တယ်။ဘရင်ကြီးကိုတော့သားသမီးတွေပညာပို့တက်အောင်ကျောင်းအိမ်ကျောင်းစားပို့ထားတယ်လို့ညာပြောထားတဲ့ညရောက်တော့အီလက်စာလေးဟာလေတဲကကောက်ရိုးအိယာပေါ်လဲနေရင်သူမရဲ့အကိုတွေကိုတတိယတဲ့အဲ့ဒီအချိန်မှာတဲကောင်းမှုပေါ်ကနေငန်းရိုင်းတအုပ်ရဲ့တောင်ပန်ခတ်တန်တွေကိုကြားရတယ်။ဒါပေမဲ့သူ့အကိုတွေကသူ့ကိုနှုတ်ဆက်တာလို့မသိမလဲဒီလိုနဲ့အိပ်ပျော်သွားတယ်။ဒီလိုနဲ့အဲ့ဒီလေတော်တွေကအိမ်လေးမှာပဲအီလက်စာလေးဟာစင်းစင်းရဲရဲနဲ့ကြီးပြင်းလာတဲ့နှစ်တွေလည်းကြာလာပြီအီလက်စာလေးတောင်အသက်15နှစ်ပြည့်ခဲ့ပြီသူမဟာတိတ်ချောတိတ်လာတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့သူမရဲ့အကိုတွေကိုတော့နေ့စဉ်နဲ့မျှအဒီရနေတာပေါ့တနေ့တော့ဘရင်ကြီးကသူမိဖုရားကိုငါသမီးတော်လေးကိုတွေ့ချင်တယ်သူเจ้าတက်နေတာကြာပြီစာရီဘလောက်တောင်တက်နေလဲသိချင်တယ်အဲ့ဒီတော့မိဖုရားလည်းမလွဲမရှောင်တာတော့ပဲသူမရဲ့အစီအကံကိုလေတော့ကိုလို့ပြီးဒီလက်စာလေးကိုခေါ်ခိုင်းရတော့တာပေါ့အီလက်စာလေးရောက်လာတော့မိဖုရားဟာကျင်းနာခြင်းအောင်ဆောင်ပြီးဘရင်ကြီးရဲ့တမီးတော်ဟာလှပြီးသားပဲရေမိုးချိုးပြီးအဝတ်စားလှလှပပဝတ်စားပြီးမှဘရင်ကြီးနဲ့တွေ့ဖို့ကောင်းတယ်လို့ပြောတယ်ပြီးတော့အီလက်စာရေချိုးမဲ့ရေကန်တဲကိုသူမွေးထားတဲ့ပြူစားတတ်တဲ့ဖားသုံးကောင်ကိုလွတ်ထားလိုက်တယ်အဲ့ဒါလိုမလွတ်ခင်ဖားတွေကိုဒီလိုမှာတယ်ပထမဖားကိုမင်းကသူ့ရဲ့ခေါင်းပေါ်ခုန်တက်လိုက်သူ့ကိုလည်းမင်းလိုပဲယူသွတ်မိုက်မဲအောင်ပြူစားလိုက်ဒုတိယဖားကိုမင်းကသူ့မျက်နှာပေါ်ခုန်တက်လိုက်သူ့ကိုလည်းမင်းလိုပဲရုပ်ဆိုးအောင်ကျူစားလိုက်တတိယဖားကိုမင်းကသူ့ရင်ဘက်ပေါ်ခုန်တက်လိုက်သူ့ကိုလည်းမင်းလိုပဲစိတ်ထားရုံညံ့အောင်ကျူစားလိုက်လို့မှာလိုက်တယ်မိဖုရားဟာဖားသုံးကောင်ကိုရေချိုးကန်တဲ့ကိုပြစ်ချလိုက်တဲ့အခါကြည်လင်နေတဲ့ရေဟာစိမ့်မောင်သွားတယ်တဲ့အီလက်စာလေးကတော့ဘာမှမသိပဲရေချိုးကန်နဲ့ဆင်းလိုက်တယ်ဖားတကောင်ကသူ့ကောင်းပေါ်ဖားတကောင်ကသူ့နှဖူးပေါ်နောက်ဖားတကောင်ကသူ့ရင်ဘက်ပေါ်ခုန်တက်ကြတယ်အီလက်စာလေးဟာစိတ်နှလုံးဖြူစင်သူဖြစ်လို့မိဖုရားရဲ့ဖားတွေဟာသူမကိုပြူစားလို့မရကြဘူးဖားကလေးတွေဟာဘိမ့်ပန်းပွင့်လေးတွေအဖြစ်ပြောင်းလဲသွားပြီးရေထဲမှာဘောလုံးပေါ်နေကြတာပေါ့အီလက်စာဘာမှမဖြစ်တာမြင်ရတော့မိဖုရားဟာနောက်တစ်မျိုးကြံတယ်အီလက်စာလေးတစ်ခုလုံးကိုညစ်ပတ်တဲ့အရည်တွေနဲ့ပြေးသွားအောင်တုပ်လိမ့်ပစ်တယ်။သပင်တွေကိုလည်းရှုပ်ပွားအောင်ဖောက်ပစ်တယ်။ကြီးလိုက်ရင်ဘရင်သမီးတော်လေးနဲ့မတူပဲအိမ်ရမဲ့လေးနဲ့တူနေတာပေါ့။ဘရင်ကြီးကအီလက်စာလေးကိုမှတ်မိဒါငါသမီးမဟုတ်ဘူးခေါ်သွားကြစမ်းလို့အမိန့်ပေးတယ်။ဒီလိုနဲ့သမီးတော်လေးကိုမိဖုရားမိတ်နဲ့နန်းတော်တကားဝါကနှင်ထုတ်လိုက်တယ်။မင်းသမီးလေးကတော့သူမရဲ့အကိုတွေကိုပဲတွေ့ချင်နေတာ။မင်းသမီးလေးဟာသူတို့ဘယ်တွေများရောက်နေမလဲလို့တွေးရင်ခြေဦးတီယာရှောက်လာလိုက်တာတောကြီးမြက်မဲတဲ့ကိုရောက်သွားတော့တယ်။မှောင်မဲနေတဲ့ညအခါရောက်တော့တောနက်ထဲကညခင်းပြင်မှာအားငယ်ကြောက်ရွံ့စွာနဲ့တကူတဲ့အိပ်ရတယ်။မနက်မိုးလင်းလို့အိပ်ရာကမိုးတော့စမ်းရည်စီတန်ကြားရတယ်။အတန်ကြားရကိုလိုက်သွားကြည့်တော့စမ်းချောင်းလေးတစ်ခုကိုတွေ့ရတဲ့
စမ်းချောင်းလေးကမင်းသမီးလေးရေမင်းငတ်ရဲ့ရေထဲကိုဆင်းလိုက်ပါမင်းကိုတန်ရှင်းသွားအောင်လုပ်ပေးပါမယ်လို့ပြောတယ်မင်းသမီးလေးလည်းရေထဲကိုဆင်းလိုက်တာပေါ့စမ်းရည်ကြီးနဲ့တွေ့ပြီးသူ့ရဲ့မင်းညက်နေတဲ့အသားရည်တွေဟာချက်ချင်းဖြူစင်ဝင်ပါသွားတယ်ကဘာပေါ်မှာအလှဆုံးမိန်းကလေးတစ်ဦးပြန်ဖြစ်သွားတယ်အီလက်စာလေးဟာဆက်ပြီးခီးထွက်လာခဲ့တယ်။စာလောင်တဲ့အခါတောထဲမှာတွေ့တဲ့ဘယ်ရီသီးတွေထူပြီးစားရတာပေါ့။တနေရာမှာတော့ကံကောင်းစွာနဲ့တတိချင်းတချင်းဆွဲလာတဲ့မိမကြီးတဦးနဲ့တွေ့ရတယ်။အဲ့ဒီမိမကြီးကသူစားဖို့တတိအချို့ကိုပေးတယ်။အီလက်စာကမင်းသားငယ်ဆက်တစ်ပါးဒီနားကဖြတ်သွားတာတွေ့မိလားလို့မေးတဲ့အခါမိမကြီးကရွှေတရောက်မှုဆောင်းထားတဲ့ငန်းဆက်တစ်ကောင်တော့ပင်လယ်ထဲမှာရေကူးနေတာတွေ့တယ်လို့ပြန်ဖြေတယ်။အဲ့နေရာကိုလည်းနန်းညွန်လိုက်တယ်။ဒါပေမဲ့အီလက်စာကမ်းခြေကိုရောက်သွားတဲ့အခါငန်းဖြူတွေကိုမတွေ့ရတော့ဘူး။ငန်းမွေးတောင်ဆက်တစ်ခုကိုပဲတဲတောင်တောင်မှာတွေ့ရတယ်။အီလက်စာဟာနေဝင်စားပြုနေတဲ့ပင်လယ်ပြင်ကိုကြည့်ပြီးနေမိုင်နေတော့တယ်။အဲ့လိုနေဝင်တာနဲ့ငန်းဆက်တကောင်ဟာကောင်းကင်ကနေပြန်တန်းပြီးတဲတောင်ပေါ်ကိုရောက်လာတယ်။မကြာခင်မှာပဲနေလုံးကြီးဟာပျောက်ကွယ်သွားတယ်။အဲ့ဒါလိုနေလုံးပျောက်ကွယ်သွားတာနဲ့ဒီတိုင်းနဲ့ငန်းဆက်တကောင်ဟာမင်းသားဆက်တစ်ပါးဘဝကိုပြောင်းလဲသွားတယ်။အီလက်စာလေးလည်းသူ့အကိုရီစီကိုပြေးသွားပြီးနှုတ်ဆက်တာပေါ့အကိုရီကလည်းညီမလေးနဲ့ပြန်တွေ့ရလို့ဝမ်းသာနေကြတယ်သူတို့ဟာမိထွေးတော်ပြူစားထားလို့နေအောင်ရှိသမျှနန်းဘဝနဲ့နေရပြီးနေအောင်ွယ်ပြောက်ကမှလူပြန်ဖြစ်တဲ့အကြောင်းမင်းသမီးလေးကိုပြောပြကြတယ်နန်းဖြူဖြစ်နေတဲ့မင်းသားဆက်တစ်ပါးဟာပင်လယ်ကြီးရဲ့တစ်ဖက်ကမ်းကနိုင်ငံတစ်ခုမှာနေထိုင်ကြတယ်။တစ်နှစ်မှတစ်ခါသာကိုယ်တိုင်းပြည်ကိုအလွမ်းပြေကြီးကိုပြန်လာကြရတယ်။မိဖုရားကသူ့ရဲ့စစ်တွေကိုနန်းဖြူတစ်ဆက်တစ်ကောင်ကိုတွေ့ရင်ကြစ်ခတ်ဖို့အမိန့်ပေးထားတော့သူတို့လည်းဒီနိုင်ငံမှာမနေရဲဘူးပေါ့ကွယ်သူတို့တွေအသက်ရှင်နေသေးတာတည်ဒုက္ခပေးဦးမှာပဲလို့သူတို့သိတယ်အကိုအကြီးဆုံးကသူ့ရဲ့ညီကိုတွေကိုညီမလေးကိုပင်လယ်တစ်ဖက်ကသူတို့တွေနေတဲ့နေရာကိုခေါ်သွားရအောင်လို့ပြောတယ်ခေါ်သွားဖို့နီလန်းကြံစားကြတယ်နောက်ဆုံးတော့သူတို့ဟာကန်းဆက်ကကျူပင်တွေကိုပိုက်ကွန်တစ်ခုရက်လုပ်ကြတယ်ပိုက်ကွန်ပြီးသွားတဲ့အခါသူတို့လည်းငန်းတွင်ပြန်ပြောင်းသွားတယ်။အဲ့ဒီပိုက်ကွန်ထဲမှာမင်းသမီးလေးအီလက်စာကိုထက်အကိုတော်တွေကပိုက်ကွန်ကိုဝိုင်းကြိုက်ကြပြီးပြန်တန်းကြတယ်။သူတို့နေတဲ့နေရာကိုရောက်ဖို့ပင်လယ်ကြီးကို2 ရက်ကြာအောင်ပြန်တန်းရမယ်။အဲ့ဒီနေ့နေဝင်ချိန်ကိုရောက်တဲ့အခါပင်လယ်ထဲကကြောက်ဆောင်ဆုံးလေးပေါ်မှာပဲကို17ယောက်နဲ့မင်းသမီးလေးတို့ဟာအိတ်ကြရတယ်ဒီလိုနဲ့သူတို့ဟာဆက်လက်ပြန်တန်းရင်နောက်တစ်နေ့မှာသူတို့နေတဲ့တိုင်းပြည်ကိုရောက်သွားတယ်ညီကိုတော်ငန်းဖြူဆဲတကောင်မှာတောကြီးတဲကလူကြီးတစ်ခုထဲမှာနေကြတယ်သူတို့ရဲ့ညီမလေးမင်းသမီးလေးအီလက်စာကိုတစ်ဥတစ်ခုတွေရှာဖွေကြွေးကြတယ်အီလက်စာလေးကတော့သူ့ရဲ့အကိုတွေဒီဘဝကမမြောက်အောင်ဘလို့လုပ်ရင်ကောင်းမလဲလို့အမြဲတွေးနေတယ်နဲ့တညမှာမင်းသမီးလေးအီလက်စာဟာအိမ်မက်မက်တဲ့အိမ်မက်ထဲမှာတိမ်တိုက်ထဲကနှောက်ပတဲ့ရဲတိုက်ကြီးတစ်ခုစီကိုရောက်သွားတဲ့အဲ့ဒီမှာအလွန်ချုံမောနှောက်ပတဲ့နတ်သမီးလေးတစ်ပါးနဲ့တွေ့တယ်နတ်သမီးလေးကမေးတယ်မင်းမများလို့ရှိပါသလဲအဲ့အခါအီလက်စာလေးကသူ့ရဲ့အကိုတွေအပေါ်ကြားရောက်နေတဲ့မိထွေးလို့သူရဲ့ချိန်စာပြည့်ပြည့်သွားအောင်ဘယ်လိုလုပ်ရမလဲလို့မေးတယ်နတ်သမီးကအဲ့ဒီချိန်စာပြည့်စည်ခြင်းဖျားပင်တွေကိုချီမြင်ထုတ်ပြီးမင်းကိုယ်တွေအတွက်အင်ဂျီဆက်တဲ့ထဲကိုမင်းကိုယ်တိုင်ရက်လို့ရမယ်။ရက်လုံးနေစုကာလမှာလည်းဘသူနဲ့မှဘာအကြောင်းကြောင့်မှစကားပြောလို့မရဘူး။တကယ်လို့စကားပြောခဲ့ရင်မင်းအကို17ယောက်လုံးသိဆုံးရလိမ့်မယ်လို့ပြောလိုက်တယ်။အိမ်မက်ကနိုးတော့အီလက်စာလေးဟာနတ်သမီးပြောတဲ့စကားတွေကိုယုံယုံကြည်ကြည်နဲ့လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။မင်းသမီးလေးအီလက်စာဟာသူတို့နေတဲ့ကိုအနီးမှာရှိတဲ့ဖျားပင်တွေကိုကူးတယ်ဖျားပင်တွေကစူးတွေနဲ့ထိရင်လည်းတိတ်ရတဲ့သူ့လက်တွေလည်းပေါက်ပြဲကုန်တဲ့အဲ့ဒီအပင်တွေကိုအီလက်စာလေးဟာခြေနဲ့နေပြီးအမြင်တွေရလာတော့ခြိထုတ်တယ်ထွက်လာတဲ့ခြေတွေနဲ့အင်ဂျီရက်တဲ့သူ့အကိုတွေပြန်လာတော့သူတို့ကိုလုံးဝစကားမပြောတော့တဲ့အီလက်စာလေးကိုမြင်တော့အံ့ဩသွားကြတယ်နောက်မှသူတို့အတွက်အလုံးလုံးနေရှာတာပဲလို့တဖြည်းဖြည်းသဘောပေါက်သွားတယ်ဒီလိုနဲ့ရက်အနှဲငယ်ကြတော့အင်ဂျီတွေလည်း4-5 ထည်လောက်ပြီးသွားတယ်နေ့တနေ့ရဲ့နေ့လည်ခင်းမှာတော့သူမရဲ့အကိုတွေမရှိတဲ့အချိန်အမဲလိုက်တွေနဲ့တောကစားထွက်လာတယ်။အဲ့ဒီနိုင်ငံရဲ့ဘရင်လေးဟာလူထဲမှာရကန်းရက်နေတဲ့မင်းမချောလေးအီလက်စာကိုတွေးလိုက်တဲ့အခါမြင်မြင်ချင်းချစ်ခင်သွားပြီးအကြောင်းစုံကိုမေးမြန်းတဲ့
ဤလက်စာလေးဟာစကားတစ်ခုမှပြန်မပြောရဲဘူးပေါ့သူစကားပြောလိုက်ရင်သူ့အကိုတွေအသက်ဆုံးရှုံးသွားမှာဆိုလို့ပေါ့ဘရင်လေးဟာဤလက်စာလေးကိုသူ့ရဲ့နန်းတော်ထဲကိုခေါ်ဆောင်သွားပြီးမိဖုရားမြောက်လိုက်တဲ့မင်းသမီးလေးကိုမိဖုရားမြောက်လိုက်တာကိုအနိုင်ငံရဲ့ဘာသာရေးခိုင်းချုပ်ကြီးကသဘောမတူဘူးစကားလည်းမပြောနိုင်တဲ့တော်တွေကတွေ့လာတဲ့ဒီမိန်းကလေးဟာအဆုံးမပဲဖြစ်ရမယ်လို့ထင်နေတယ်တဲ့ဘရင်လေးဟာဤလက်စာလေးကိုအကောင်းဆုံးအဆောင်ရောင်တွေနဲ့ထားပေမဲ့သူမဟာမပြောနိုင်ရှာဘူးတဲ့နောက်ဆုံးမှာအကြံရပြီးဂူထဲမှာသူမကြံခဲ့တဲ့ပစ္စည်းတွေကိုသွားယူခိုင်းပြီးအခန်းတစ်ခန်းထဲမှာထားပေးလိုက်တယ်။ဤလက်စာလေးလည်းအခါကျမှပျော်သွားတော့တယ်။မပြီးသေးတဲ့အင်ဂျီလေးတွေကိုဆက်ပြီးရက်လုံးနေတယ်။ခတ်တာကအင်ဂျီတွေဆဲဆဲပြီးတဲ့အခါချီကင်တွေကပုံသွားတယ်။ဒါနဲ့ဖျားပင်တွေပေါက်တဲ့တောထဲကိုသွားပြီးသွားဖူးရတယ်။ဘာသာရေးကိုင်းချုပ်ကညအချိန်မတော်တောထဲကိုသွားနေတဲ့မိဖုရားကိုဘရင်ကိုပေါ်ပြလိုက်တဲ့အခါဘရင်လည်းဝေခွဲမရဖြစ်သွားတာပေါ့။အကြောင်းစုံမေးပေမဲ့ဤလက်စာလေးကဘာမှပြန်မပြောတော့ထောင်သွင်းကျင်းချထားလိုက်တယ်။ဤလက်စာလေးဟာထောင်ထဲမှာလည်းအင်ဂျီတွေကိုဆက်လက်ပြီးရက်လုံနေတယ်။နောက်ဆုံးတော့ဆုံးမလို့ဆွဆွဲပြီးဤလက်စာလေးကိုမိရှို့တက်ဖို့တိုင်းသူပြည်သားတွေကတောင်းဆိုလာကြတယ်။ဤလက်စာကိုမိရှို့တက်ဖို့တဲနဲ့ထုတ်လာတော့သူမဟာအင်ဂျီကျုံးလေးရဲ့လိုက်ပါလာတဲ့သူမဟာသူမတေရမှာကိုမကြောက်ပဲသူ့အကိုတွေကိုသူမသေးခင်ချိန်စာကလွတ်အောင်မလုပ်ပေးနိုင်မှာဘူးပဲစိုးရိမ်နေခဲ့တယ်အချိန်မှာပဲငန်းဖြူဆက်တကောင်ဟာကောင်းကင်ကနေပြန်ဝဲပြီးရောက်ရှိလာတယ်သူတို့ဟာသူတို့ညီမလေးပြောင်းလို့လိုက်ရှာနေကြတာပေါ့ငန်းတွေသူမအနာကိုရောက်လာတဲ့အခါဤလက်စာလေးဟာသူမရက်ထားတဲ့အင်ဂျီဆက်တစ်ထည်ကိုငန်းတကောင်စီပေါ်ကိုတင်ပေးလိုက်တယ်အင်ဂျီဆဲတဲကလုံးဝပြီးသွားပေမဲ့ဆက်တစ်ထည်မြောက်ကတော့လက်တစ်ဖက်ကမပြီးသေးဘူးဒါကြောင့်သူ့အကိုလူပြန်ဖြစ်လာတဲ့အခါအငယ်ဆုံးကိုရဲ့လက်တစ်ဖက်ဟာဖက်တောင်ပန်းဖြစ်ကြံခဲ့တဲ့ဘာပဲဖြစ်ဖြစ်မောင်နှမတွေတိတ်ပျော်သွားကြတာပေါ့တိုင်းသူပြည်သားတွေနဲ့ဘရင်ကိုယ်တိုင်လည်းအံ့ဩတင်သွားကြတယ်မင်းသမီးလေးကတော့ပင်လဲပင်မစိတ်လဲထိခိုက်ပြီးမိလဲသွားရှာတယ်မင်းသမီးလေးကိုတပ်ပြီးမိရှို့ဖို့ပုံထားတဲ့တကိုင်း၆တွေဟာအမြင့်တွေကနေချက်ချင်းမိဆွဲပြီးအခက်လက်တွေထွက်ခါရဲရဲနေတဲ့ပန်းတွေပွင့်လာကြတယ်ခေဆုံးကပန်းပွင့်ကြီးကတော့အလွန်လှတဲ့ဖြူရောင်ပန်းပွင့်ကြီးပေါ့ဘရင်ကအဲ့ဒီပန်းကိုယူပြီးဤလက်စာလေးရဲ့ရင်ဘတ်ပေါ်တင်လိုက်တဲ့အခါဤလက်စာလေးပြန်ပြီးတတိယလာတယ်ဒီတော့မှဘရင်ကြီးကိုဤလက်စာလေးကသူတို့မောင်နှမတွေရဲ့ဖြစ်ကြောင်းကိုရှင်းပြတယ်။ဘရင်လည်းဤလက်စာလေးကိုပို့ပြီးရွေးချယ်လာသွားတယ်။ဘရင်ကြီးဟာမောင်နှမ12ယောက်လုံးကိုသူ့ရဲ့နန်းတော်ကြီးစီခေါ်ဆောင်သွားပြီးတစ်သက်လုံးပျော်ရွှင်စွာနေထိုင်သွားကြတော့တဲ့အဆုံးထိနာဆင်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာလည်းကောင်းလို့ရာပုံဝတ္ထုလေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးဦးမှာမို့စောင့်မျှော်အားပေးကြပါဦးနော်။